လုံးပဲမင်္ဂလာပါ။ဘာမီလန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆီယာမခင်ခင်ထူးရဲ့မြစ်ချောင်းနာလို့မြည်ရတဲ့ဝတ္ထုတွေလေးကိုကျွန်တော်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ရွာနာမီကဘိုးကုန်းတကယ်ကိုကုန်းခေါင်ခေါင်အညာရွာကလေးခေါင်လိုက်သမားတကယ်ကိုရေမနီကွန်မြူနစ်ဆိုတဲ့ရွာမျိုးတနောင်းတောင်ချစ်စူးရည်ပွင့်ဝေဖုံငွေတွေလှမ်းကြီးထနေတတ်တဲ့ရွာမျိုးမိုးရွာမှာရေခမ်းကံပြည့်ရတဲ့ရွာမျိုးပေါ့ဘုံကတော့ဒီနေရာကအင်းချောက်ကြီးလို့ဆိုတယ်အဲ့ဒီအင်းချောက်ကြီးကိုမြေဖို့ပြီးရွာတဲထားတာမို့ဟုတ်ကုန်းတဲ့အဲ့ဒီထဲကမှဘိုးကုန်းရယ်လို့ချစ်သွားတာအစင်ဆက်ပြောကြတယ်အရှိဘက်မိုင်းတော်ဝိုးဝေးမှာထိုးကြီးမြင်းချံကားလန်းတော့သွားနိုင်ပါရဲ့ဒါပေမဲ့အဲ့ဒီကားလမ်းမဘက်ကယုံကရင်တက်ပြီးခီးသွားလိုက်မဲ့ဆိုတဲ့လူရဲလို့မရှိတလောက်ရှားတယ်တခါတလေဟိုရွာဒီရွာကူးကြတဲ့လက်တွေကလွဲလို့အဲ့ဒီအရှိဘက်ကိုတကူးတကဘယ်သူမှမရောက်ကြဘူးခီးရဲလို့သွားဖို့လာဖို့ဖြစ်ရင်တော့လေနောက်ဖက်ခလလန်းက AR မြစ်စီရွာစဉ်၄၅ရွာလောက်ကြော်ရပြီးပြည်ကူးကရိုတမောကြီးတွေစီးသွားကြတာများတယ်ကားလမ်းဘက်တက်လို့ပေးရမယ်ကားကထက်တမောကားကတက်တာလည်းပါတယ်ပြီးတော့တစ်သက်လုံးတမောစီးကြတာများတော့တမောစီပဲစိတ်ရောက်သွားကြတယ်ဘောကုန်းရွာသူရွာသားတွေဟာဓမ္မဥချတောင်သူလောက်တာချင်းခုတ်တာထမ်းတတာကလွဲလို့တခြားအလုတ်ရဲလို့မမဲရပြောလောက်အောင်မလုပ်တတ်ကြဘူးလူကြီးကလေးနည်းနည်းလဲတာဆိုလို့တဲပွဲစားကြက်သွန်ပွဲစားနွားပွဲစားကလေးမတော့တစ်ခေါက်လုံနေကြတဲ့ကိုစံအောင်ရဲ့ရာဂံမူလာတန်းချောင်းဆရာလေးကိုပါအေးရဲ့ရွာလေပိုင်းကစေးစရာကြီးဦးနောရဲ့ဒီလောက်ပဲရှိတာလူရည်တဲ့ဆိုတာကလည်းစပီးကလေးတစ်စင်းနဲ့ရွာစဉ်ရွာရိုးကုန်းကျော်ရေကျော်အရောက်အပေါက်ရှိတတ်တာမျိုးကြည်တော်ကုန်းလိုအုပ်စုရွာကြီးကဈေးကလေးသွားပြီးအဝယ်ချမ်းရှိတာမျိုးပဲကလေးရွက်ကလေးကြောင်းကြတာမျိုးပိုသင်းဒီတဲ့ကလေးဖလဲကြတာမျိုးတာမှုနာမှုကလေးကူးကြလူကြတာမျိုးလောက်ပဲရွာတော်ဖျားမရွာဥထွေဖုံးကြီးတစ်ချောင်းရှိတယ်ကျောင်းလန်ဆရာတော်ဦးကိုရင်တကတက်တော်ရောဝါတော်ရောဒီနယ်မှာတော့အကြီးဆုံးဩဇာအရှိဆုံးကျောင်းရှိမှာကိုဘင်ကြီးရနဲ့အုပ်ဆိုင်နေတဲ့တောက်ရီကန်ကြီးတကန်ရှိတယ်အဲ့ဒီရေကန်ကြီးကတရွာလုံးအတွက်တောက်ရီကန်ကြီးလည်းဖြစ်တယ်တာမှုနာမှုလည်းသုံးရတဲ့ကန်ကြီးပါမိုးရတဲ့အခါရေပြည့်လာပြီးမိုးဝေးတဲ့ဘောင်းတစ်ခုຫນွေကလေးပေါက်လာတဲ့အခါမှာတော့ရေလေးတစ်စမ်းမှမကြအောင်ခန်းချောက်သွားတတ်တယ်အဲ့ဒီအချိန်မျိုးမှာပကြားတွေများအဲ့လို့အင်ဂျီ90 80လောက်ရှိတဲ့ရွာကလေးတွေဆရာတော်ကြောင်ဝန်ထဲမှာတောက်ရည်တွင်းကြီးတွင်စောက်ကြီးနဲ့အောင်တူပေးထားပေမဲ့ရေတွင်းကလည်းရေကန်လိုပါပဲမိုးရွာတဲ့နှစ်တွေမှာရေကောင်းတယ်မိုးခေါင်တဲ့နှစ်များဆိုရင်ရေတွင်းကလည်းကောတော့တာပါပြီးတော့ရေရှားသွားတဲ့3-4လစာအတွက်နားလဲတွေပေါ်ရေစီကျင်ပြီးမြက်ကန်းနာအထိလက်တက်ကြီးချီပြီးရေစီလဲသွားတိုက်ကြရတယ်အများကြီးတူပဲဆိုင်ကြက်သွန်ဆိုင်ကြတာဆိုပေမဲ့မိုးကောင်းရင်တီးနှံကောက်ပြီးမကောင်းရင်တီးနှံလဲချက်တက်လာမဟုတ်လားဒါပေမဲ့ဘိုးကုန်းရသူရသားတွေကတော့ကိုယ့်ရဲနဲ့ကိုယ့်ဇက်ဆိုသလိုကြောင်ကြောင်ရဲရဲနေပြောကြတာကိုပဲနှစ်တွေကြာလာပေါ့ကြောင်မြောက်ဖက်မှာဖုန်ထနေတဲ့ရှားဆောင်ပြက်သက်ပင်တွေကဏ္ဍရပင်မဲမဲကြီးတွေကစောင်းလောက်စွရစ်ခြုံတဲ့ပင်တွေနဲ့ချစ်ချင်တိုင်းဖြစ်နေတဲ့ရွာတញ្ញံကြီးရှိတယ်တញ្ញံဆိုမဲ့အုတ်ကူတွေတဖွေးချောချာနိုင်တဲ့တញ្ញံလက္ခဏာရဲ့လို့တစမ်းမှမရှိဘူးမသိတဲ့လူဆိုရင်အလက်ကျစူတော်တော်လို့တောင်ထင်ရတဲ့ဖုံဆိုးတော်ဆိုးမြည်သက်ပါတကြိုင်မှာဘယ်သူဘယ်ဝါရဲ့အုတ်ကူရဲ့လို့လုံးဝမရှိသလိုရွာကလည်းအတေအပြောက်နေတော့ပြင်းစရာတောင်ကောင်းလာတယ်ဆိုတာမျိုးအချမ်းပြင်းတစ်နှစ်တည်းရောက်ဆိုသလိုရွာထဲမွေးလာဖားတာကြည့်ချင်ရှိနိုင်ပေမဲ့အတေအပြောက်ကတော့တစ်နှစ်တည်းရောက်ရှိဖို့ခက်ရှားရဲ့ပြီးတော့လူမို့တည်ရင်လဲလိစာကုံစီခန်းလို့ဥယျခခေါ်တဲ့လူတတန်းနဲ့ကန်နှစ်ပါးကုံဆုံးလို့လွဲတာမကြောင်တာလို့တေချာတာမျိုးပဲညာတယ်အကင်တဖေဖို့ဆိုသလိုအရွယ်မတိုင်ခင်ယောဂဗယကန့်ညီပြီးတေရတာမျိုးအပိစိတကကန်နဲ့တေရတာမျိုးဆိုတာမရှိဘူးလို့ပြောရင်တောင်ရှားကောင်းပါရဲ့မရှိဆိုဘိုးကုန်းရွာကရွာတာသေးတာရွာကလေးကသာဟိုမနီဒီမနီခြောင်ကြတာတောစုလုံးကအားထားရတဲ့စေးစရာကြီးဦးနောကရှိတာကိုတောတော်သားများဖြစ်တတ်တဲ့ယောဂဆိုတာလဲမျိုးယောဂတွေမဟုတ်တော့ရွာယောဂနဲ့ရွာစေးစရာစိတ်တိုက်တဲ့သဘောထင်ပါရဲ့စေးစရာကြီးဦးနောကိုတစ်နယ်လုံးက
ဆရာကြီးနှောလို့တယောတည်းခေါ်ကြတယ်။ရာနီချုပ်ဆက်လူတွေကလည်းဘိုးကုန်းဆရာကြီးတဲ့။ရော်ရီမာကရော်နာမီကိုရှေ့ကတက်ပြီးခေါ်ကြတဲ့လေရှိလေတော့ဆရာကြီးနှောနဲ့တင်ပဲဘိုးကုန်းရွာကဘုံရောင်ပြောင်းလာပါပြီ။သူ့ဟာသူရေရှားတာမူရှားတာတင်းညံဖြစ်တာမဖြစ်တာရောင်ငယ်စနပုတ်မိကလေးမှိတ်တော့ဖြစ်တာမဖြစ်တာနောက်တာဘိုးကုန်းလို့ဆိုလိုက်ရင်ပဲဆရာကြီးနှောနဲ့ရောပြီးလူသိများတဲ့ရွာကလေးဖြစ်နေတာကိုကဘိုးကုန်းရဲ့ရွာဖြစ်ရကျူးနှက်မှုပါပဲဆရာကြီးနှောကိုစေးပညာအမွေပေးခဲ့တာဆရာကြီးရဲ့အဖေဘွားရွှေမြစ်ပါဆရာကြီးရဲ့အမေဘွားရွှေမြစ်ပါဘွားရွှေမြစ်ကတကယ်စေးဆရာမကြီးတော့မဟုတ်ပါဘူးဘွားရွှေမြစ်ရဲ့အဖေဆရာကြီးဦးနှောရဲ့အဖိုးဘုံမင်းဆိုင်လက်ထက်တုန်းကတော့တကယ်ကိုနေကြော်နေချာနာမည်ဟင်းထခဲ့တဲ့တက်ဆရာကြီးလို့ပြောကြတယ်ဆရာဆိုင်လက်ထက်တုန်းကဆိုဝေဒနာကိုစိတ်တစ်ဖက်ဝါတစ်ချံမတုံးရပဲနာမျက်စိနှာခေါင်းဆိုသလိုအာယုံအထိတွေ့နေတဲ့တယုံယောဂပြောင်းကုနိုင်တယ်လို့ဆိုတယ်မင်းဖိုးတို့များဗေဒတနေရလို့ခေါ်တဲ့အင်္ဂဝိစာကျမ်းအလွန်နိုင်နေတာလူနာကိုမြင်ုံနဲ့ဗေဒပြတ်တယ်လေတန်းတည်တယ်ဘူနာအေးနာအတက်နာအပေါ်နာအပိတ်နာတထိုင်တဲ့နဲ့ဆုံးဖြတ်နိုင်တယ်ယောဂဝေဒနာဆိုတာကလည်းတမ်းမသိတော့အခက်တာတက်သိတော့အလွယ်လေးဆိုသလိုကွယ်အချားနဲ့ကုတယ်အမြင်နဲ့ကုတယ်အနက်နဲ့ကုတယ်အတွေ့အထိနဲ့ကုတယ်ခရခက်စစ်ရှာပွဲသုံးနေရတာမဟုတ်ဘူးကိုရှိရှိတဲ့ဟာဆရာကြိုင်မိရင်စေးဖြစ်ရတာကြီးပဲဆရာဆိုင်မှာတောက်ကြောက်လေးစွန်းစစမထွန်းခါးလီတော့တမိမရှင်မြစ်ကိုပဲတထသမျှပညာအမွေပေးရတာအာဘာတွေကမရှိခဲ့ဘူးတဲ့မိကလေးမောင်တော့9နှစ်သားလောက်ကလေးကလောကီလောကုတ္တရာတရားတွေကိုရွေနဲ့မဆက်ဖိတင်ပေးခဲ့တယ်မောင်တော်ကလည်းညံကလေးကောင်းနေတော့အဖိုးရဲ့စေးပညာအမွေရဲလို့အကုန်အစင်မရလိုက်ပေမဲ့မျက်ရည်ဝနားရည်ဝဆိုသလိုတည်တဲ့တာကြားတဲ့တာများတော့အလွတ်မလွတ်ခဲ့ဘူးငါမြည့်ရဲ့ဖျားတရားတန်ခါရနာ3ပါးကပဓာနာကွ5ပါးတိလောက်ကိုခေါက်ဝဲပစိုးမြင်းမြဲထိန်းသိမ်းရမယ်ဂရိသစ္စာကြည်ကြီးရမယ်မှတ်သားကွနော်ပဲသစ္စာတရားစေးပဲငယ်စဉ်ကလေးကဒီလိုအဆုံးအမတွေနဲ့တော်ကောရောကောကြည်ပြင်းခဲ့ရသူဆိုတော့အရွယ်ရောက်လို့လူလားမြောက်လာတော့မောင်တော့ဟာလူလိမ္မာလူရင်ကြီးဖြစ်လာတယ်လူလိမ္မာလူရင်ကြီးများကိုမြည်သူတိုင်းကချစ်ခင်လေးစားကြတော့ဦးနောကိုလည်းလူချစ်လူခင်များတယ်ဦးနောကဥပရိယုတ်စင်ကြဲတဲ့အကျင့်သီလကောင်းတယ်ဦးနောငယ်ငယ်တုန်းကဆိုရင်သူ့အမွေဖားရွှေမြစ်စီလူနာလာတိုင်းဘေးမှာအမြဲရှိနေတော့တာပါဟဲ့မိချံပုံညီကလေးကဘာဖြစ်တာလဲဘာဖြစ်လဲကြုံပြောတတ်ဘူးဘွားရှင်မြစ်ရဲ့တော်တဲ့ကပြန်လာတာကိုရီချစ်တော့ဘူးလို့မျက်စိလည်းမဖုံးဘူးအားလဲကိုပါရဲ့ကြည့်ပြပါအောင်ဘွားရှင်မြစ်ကမချမ်းပုံကိုအနာတုတ်ခိုင်းပြီးကလေးမျက်စိဖြဲကြည့်တယ်ချက်ကိုလှမ်းကြည့်တယ်ခြေလက်တွေစုပ်နေကြည့်တယ်ပြီးတော့ကလေးကောင်းကိုတက်ရင်ကမေးတယ်ကလေးကဘယ်နှလရှိပြီလဲချစ်လာမှတ်တာပဲပြတုံမွေးပဲတော့အေးချစ်လာဆိုတော့မိသားဝီနဲ့ဖန်စားတာပဲတဲ့အိမ်ရောက်ရင်ခေါ်ပလောင်တဲ့ထမင်းဖြူတစုပ်စလောင်းနဲ့ထက်မုတ်9ချက်9ကောင်ကျော်ပေါပန်းဖြူ9ပွင့်ကိုကျိုးနဲ့တီချက်ပေါက်စီမီ9တိုင်းကိုနတ်တရီဖြန်ပြီးစူတောင်းဒီကလေးမွေးတဲ့အချိန်လောက်မှန်ပြီးအနောက်မြောက်ဘက်ရွာသားသွားချချေနည်းနည်းရဲ့ငါသွားမပြောက်တော့ငါပြောကိုင်းကလေးကိုနွေထွေးတိတ်ဟဲ့သွားမချမ်းပုံပြန်သွားတော့မောင်တော့ကမေလှုပ်သူကိုဘာစိမမပေးလိုက်လို့အထူးဆန်းဖြစ်နေတော့အကျိုးကြောင်းမေးတယ်။ဘာချင်မြေကတော့တားကိုကြည့်ရင်ပြုံးတယ်။အဲ့ဒါပညာဘောငနောရဲ့ကလေးကိုအမေကြည့်လိုက်တော့ဘာတတ်မှမပြတ်ဘူး။သူတို့ကကလေးကိုလေတိုက်ထဲပြစ်ထားကြပုံရတယ်။ရေစိမ့်မိပြီးကိုဘူးဖျားနေတာနှွေးထွေးတိတ်ပြီးမေရင်ခွင်ငွေးနဲ့အုံလိုက်ရင်ပျောက်မှာဖဲလို့အမေသိတာပေါ့။ဒါပေမဲ့လူစိတ်ဆိုတာတမျိုးကွက်တခုခုတော့လွတ်လိုက်ရမှကျဉ်းကြတာမဟုတ်လားဒါဟာကြောင့်မလို့ရှိတော့လိုတော်ရှိသူငယ်8 နှစ်သားကိုဖမ်းစားတတ်တဲ့မိသားဝီနက်ကိုပူဇော်ခိုင်းနေတာပဲကြည့်နေနက်ဖြန်မိချမ်းပုံရဲ့ကလေးနေကောင်းလာလိမ့်မယ်ကလေးကိုစေးတမုံရှာမပွက်လိုက်ရဘူးကျုပ်တစ်ချက်မပေါက်လိုက်ရဘူးစီတစ်ခွက်ရင်မတက်လိုက်ရဘူးအကောင်းပရိထားပြနေတဲ့မချမ်းပုံရဲ့သားလေးကိုကြည့်ရင်မောင်တော်တယောက်ကောင်းကြီးသဘောပေါက်လာခဲ့တယ်။မေးစီကတဲ့မကကိုညံကိုစွမ်းရှိတဲ့လောက်စင်စားတွေးခေါ်တက်လာတယ်။တလေးပါအစုဝေးကြီးကိုတပားစီပိုင်ချစိတ်ဖြာကြည့်တက်လာတယ်။မသားနဲ့ချစ်က
မိဘဘိုးဘွားအစင်လာတွေတုန်းကတော့ယောဂဝေဒနာများတစ္ဆာရှိုံနဲ့ပျောက်တဲ့မင်းလည်းကြားဘူးလားပဲဖះလောင်းသူ့နာသားမတို့များမြစိတ်တင်တာတောင်မိဘနှစ်ပါးလှုပ်ကြွေးမှုပြုတဲ့ကောင်းမှုကုသိုလ်ကိုတိုင်တယ်တစ္ဆာပြုလိုက်တာနဲ့သားရွှေကိုထမ်းလာတာကိုမြင်ရတဲ့ကိစိုက်ရတယ်မဟုတ်လားတံပူလာမင်းသမီးဆိုရင်လည်းဒီလိုပဲလင်သားပေါ်မှာထားရှိတဲ့မပေါင်းဖြန်သောတစ္ဆာတရားကိုတိုင်တယ်လိုက်တာကုဋ္ဌနုနာများဆွဲကပ်နေတဲ့လင်သားဟာတံပူလာရဲ့တစ္ဆာတရားကြောင့်ယောဂဆိုကြီးပိဋကရက်ပေါ်ရေမတင်သလိုကင်းစင်လွတ်မြောက်ရတယ်ဒီတုန်းကတော့လူတွေကယန္နာသုံးပါးဂုံကျေးဇူးကိုသိကြတာကိုအကျင့်တီလာလဲကောင်းကြတယ်တတဝအချင်းချင်းတူးနဲ့တူကျင်နာစိတ်ထားကြတာကိုကွယ်နောက်တော့လူတွေဟာအကျင့်တီလာတွေရုံရင်လာကြတော့ဇေယိုက်များကျန်လာကြတာကိုတူးကိုတူးစာနာထောက်ထားတဲ့မေတ္တာစေနာတွေလျှော့ပါခဲ့ကြတယ်ဒီတော့တစ္ဆာဆိုယုံနဲ့မရတော့ဘူးယောဂဝေဒနာရေလို့မှဆွဲကပ်လာရင်မျက်တီးဥစာစီးတဆက်ရက်မှကြောက်တော့တာဟောခုခေတ်များတော့ကွယ်လူတွေကတစ္ဆာမရှိဂရိမတီးဖောက်ပြန်လွန်အားကြီးလာကြတော့မမျက်တစ်ပင်တောင်ဆေးဘက်ဝင်ဖို့ခက်ခက်ရဲ့အေးလေဘာပဲဖြစ်ဖြစ်ကိုကသာမဖောက်မပြန်တဲ့တမားတို့စောင့်စည်းအပ်တဲ့တီလကြီးစဉ်းစားဆုံးဖြတ်နိုင်တဲ့တမာတိတမားကောင်းတစ်ယောက်ရှိတဲ့ပညာဒီတိတ်ခါ၃ပါးနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်ွယ်အမေစကားကိုမြေဝဲမကြမှတ်သားနာယူရင်းစေကုလာတဲ့ဆရာကြီးနှောရဲ့စေပညာတက်တန်းတောင်ရှိရောပေါ့နှစ်လေး50လောက်ဆရာကြီးနှောကင်ခဲ့တဲ့ယောဂဝေဒနာပေါင်းကလည်းစုံလာပြီပန္နာရင်ကျက်မိရက်ဒူလာသွေးတကူလေးတကူပိန်ပြက်ကိုရောင်ဥရောင်ငန်းပြပလိတ်ဖြာငှက်ဖြာတုတ်ခွေးဖြာဝမ်းသွားဝမ်းဖြက်ထုံနာကျင်နာအဆုတ်နာအတော်ဝါကအစအစိတ်တောက်ဖြစ်လို့မျက်လုံးပြူးမျက်စံပြူးနဲ့အရေးပေါ်ရောက်လာတဲ့လေကောင်ပေါင်းတဲ့လူနာတဲ့အစုံဥခဲ့ရာပေါင်းများပြီလူတွေကစိတ်လိုက်တယ်လို့ပြောကြံစရာဆရာကြီးတော့ကူခဲ့သမျှလူနာတွေသူ့လက်တော့မှအသေးပြောက်ရေလို့မရှိသလောက်ပဲကိုအင်မတန်အေးဆေးရောင်ရဲလွန်းတဲ့ဘုံရွာကလေးထဲမှာဗီဒီယိုတက်တာဘုံကြီးစယူခဲ့တဲ့နေ့ကတရွာလုံးအုံကြွကြွဖြစ်သွားလိုက်ပုံများရွာဖျားပွဲထက်တောင်စီသေးရဲ့ပေပေါ်စားကိုဆန်အိုးကရွာကလေးရဲ့ဗီဒီယိုယုံထောင်မလို့တဲ့ဆိုတဲ့သတင်းကလည်းမိုင်းကိုင်းဆက်ကူပေါ်စီဆက်ကြတယ်လို့ပြန့်နှံ့လာလိုက်ပုံများတော်တဲ့လေထွန်နေတဲ့လူကလည်းထုံထုံးပေါ်ကခုံချပြီးကိုဆန်အိုးရဲ့အိမ်ကိုတုံးဆိုင်ပြေးကြည့်တယ်ထမောတရင်ကလေးတို့တိုင်းရင်ပဲနှွာနေတဲ့အေရှင်မတွေရောငါကြောင့်ရင်ချွန်းခင်းနေကြတဲ့ကလေးတွေရောအားလုံးကိုဆန်အိုးရဲ့အိမ်မှာပြုံးခဲလို့ထန်းလက်ခဲကိုပြော့စစ်အုံနေတဲ့အတိုင်းအိုကြီးအိုမရွာတောင်ဖျားကဘုန်းကြီးเจ้าကိုတောင်ဝဲကလေးတလန်းချင်းထောက်ပြီးဥပုံနေကလေးမနှဲဆန့်သွားနေရတဲ့ဘိုးလာဘော်ကြီးတောင်ရောက်နေသေးတာကဲကျွတ်တို့ရွာအောက်တန်းနောက်တန်းကြာလွန်းလို့ဘူးတုတနဲလွန်းလို့ကျုပ်ကစီနာနဲ့ဗီဒီယိုပုံကလေးဝယ်လာခဲ့တာနော်ဒီနေ့ညတော့လကားပြက်လိုက်အောင်မယ်နောက်ညတွေများမှာတော့ကျုပ်အတွက်ဗဒီအသွန်းခါလေးရအောင်ခမရတို့ကညခံကြပေါ့ဟုတ်ပြီလားကဲနမူနာသွားကြည့်ကြအောင်ဝဲစားဦးစံအိုးကဗဒီအိုးကိုကလင်းနဲ့ညက်ခလုတ်ကလေးနှိပ်လိုက်တဲ့ဆိုရင်ပဲဗီဒီယိုပုံကြီးရဲ့ဖန်သားပြင်ပေါ်မှာကြောင်ဆောင်အယုတ်တွေတရရွပေါ်လာတော့တာပါဒါကဝက်တွေကလုံးကပါဇက်အဟောင်းသားနဲ့လိုက်ငေးကြည့်နေလိုက်တာများပါဇက်ထဲခဲပစ်သွင်းရင်တောင်သိလိုက်ကြမှာမဟုတ်ဘူးကြောင်ဆောင်အယုတ်တွေကလှုပ်ရဲရွနဲ့ဖြိုးကနေဖြတ်ခနဲ့ကိုအငိမ့်ပွဲဇက်ပွဲတောင်တရွာလိုက်ကြည့်ရတဲ့ဘိုးကုန်းရွာသူတွေရွာသားတွေဖို့စန့်ကျဲလွန်းလာတဲ့တစ်တာဘုံကြီးကိုပစစ်ဒူးများတုတ်လို့ဂျိုတီနေလိုက်ကြပုံများညောင်တော့ကိုဆန်အိုးအိမ်တလင်းတဲ့တရွာလုံးကလူတွေခဲလို့တဲလို့အုံကနေရေးလိုက်ကြဟာကနေအုပ်လိုက်ကြချွေကနေလက်ခေါက်မှုတ်လိုက်ကြခါတိုင်းစီရတော့ကျောင်းကဖျားဝတ်တက်ပြီးအမြတမ်းဝေတဲ့ကြေးစီတန်တောင်အဲ့ဒီညကဘယ်သူမှတာတို့မခေါ်ပြလိုက်ကြဘူးရွာတွေပိုင်းကဆရာကြီးနောက်ခမပတိတောင်ဖြောင်းစိတ်မရဘူးကိုဆန်အိုးအိမ်ကဆရာကြီးအိမ်နဲ့ကက်ရက်ဆိုတော့စူးစမ်းပြီးစိတ်ပေမဲ့ခါတိုင်းညတွေလိုတမာတိမရတာတော့အမှန်ပဲခါတိုင်းကုံတော်တစ်ထောင်အနုလုံးပရိလုံးစိတ်နေကြပေမဲ့ဒီညတော့တပြန်တောင်မနှဲစိတ်ယူလိုက်ရတယ်နောက်ညတွေကြတော့ပိုးတောင်စိုးလာတယ်ပြောရမလားပဲပထမတကားပြီးသွားတော့လေညစ်တဝက်ကျိုးလာပါပြီနောက်တကားဆက်ပြတော့တက်ကြီးကောင်းချကြက်တွန်တန်တောင်ကြားလိုက်ရပြီဆရာကြီးတော့အိတ်လို့မပြောနိုင်သေးဘူးဒီလိုသာညစဉ်ရက်ဆက်ဆိုရင်ခက်ရတော့မည်မဟုတ်လားမနေ့ကတော့ရွာရှိကစာတန်ကျောင်းလေးစီဆရာကြီးတော့ရောက်သွားတယ်ဆရာလေးကိုဘအေးကကျောင်းကိုမလာစဘူးအလားထူးတဲ့ဆရာကြီးတော့ကိုပြပြတလဲစီကြိုတယ်ကြောက်ပါဆရာကြီးကျွန်တော်လည်းအစီအဝေးရှိလို့
ကြီးတော်ကုန်းသွားနေတာနဲ့ဒီကနေ့မှပြန်ရောက်တယ်ဆရာကြီးစီတောင်နေ့ရက်လောက်ရှောက်ခဲ့မလို့ဆရာကြီးနှောကဘာမှမပြောသေးပဲကွန်းတရားထုတ်သွားလိုက်တယ်ပြီးတော့စာတင်ကျောင်းကလေးတွေကိုမျက်လုံးဝှက်ကြည့်ရင်ဆရာကျောင်းကကျောင်းသားနေလာကြည်လားကျောင်းသားနေလာကြည်လားလို့ပြောတော့ဆရာလေးကိုပါအေးကပြောချင်လျက်လက်တို့စကားစတော့တာပါပဲအဲ့ဒါပြောမလို့ပဲဆရာကြီးရဲ့ကျွန်တော်ကျောင်းကကလေးတွေများဗီဒီယိုကြည့်ကြလို့အိတ်နေကြတဲ့ဗျာတရက်က2ရက်ဆိုရင်တရက်က2ရက်ဆိုရင်ခက်ရကြီးရဲ့ဗျာကျွန်တော်ဖြင့်ဘယ်လိုလုပ်ရမှန်းမသိလို့ဆရာကြီးကိုလာတိုင်းမလို့ဟာခက်တော့ခက်တဲ့ဆရာလေးရဲ့ခစ်ကဖြစ်လာတာအောင်ဆန်းအိုးကိုလည်းအပြစ်မဆိုးသားပေဘူးသူတို့ရွာကမှအရောက်အပေါက်ရောက်ကြသေးတယ်တခြားရွာတွေများဒါမျိုးတိမ်တလုံးဆိုတော့ကိုအေးလေအစမို့ထင်ပါရဲ့နောက်တော့လေသူ့ဟာသူဖြစ်သွားကြမှာပါတိကျန်စောင့်ကြပြီပါဆရာကြီးနှောတို့စကားကောင်းနေတော့မှပဲရွာတွေကလူတယောက်စာတင်ကျောင်းဘက်ကိုမော်ကြီးပန်းကြီးပြေးလာတယ်တော်တဲ့ထင်းခုံရင်ပေတိတယောက်ပိုးထီလို့တဲ့ဆရာကြီးနှောလဲစကားတောင်လက်စမတက်ရသေးဘူးလူနာရှိရာကိုကောက်ကငင်းကလိုက်လာခဲ့ရတယ်ဆရာကြီးနှောရောက်တော့ပိုးထီထားတဲ့ပေတိပါဇက်ကအမြုပ်တွေစီထားလို့ကဲဟေ့ငါ့ရဲ့နောက်ဖေးကကစွန်ရက်တောက်ခုရှည်စမ်းကြိတ်ပြီးယူခဲ့ဒီကနေ့ဗာနေများပါလေဧကနေ့ဆရာကြီးအင်္ဂါနေ့တဲ့ရအေးကကျမတွေအုံးစီနော်တရောတန်တာအစွဲ3ချောင်းရှိတဲ့မွေပဲမွေစိုးဟဲ့ပြောရင်းဆိုရင်ဆရာကြီးနှောကကိုက်လိုက်တဲ့နေရာကိုစမ်းကြည့်တော့အေးဆက်နေလို့မွေဖွေးလို့မှတ်လိုက်တယ်အင်္ဂါနေ့မွေစိတ်ကခါရိုးအစ်စ်မှနေတယ်ခုမှရပါမလားလို့ဆရာကြီးနှောတွေးတယ်ဒါပေမဲ့သူတစ်လုံးကျင်းဆုံးခဲ့တဲ့တီလတမာတိပညာတိတ်ခါ3ပါးကိုယုံကြည်ထားပြီးစေကူရှာတယ်ကစင်းရတတ်ထူကြီးတိုက်ပြီးတော့ဆရာကြီးနှောကမြောက်ရက်ကိုမျက်နှာမှုလိုက်တယ်အုံတက်ကတန်ဟီလီဆဲလျ39မန်းတယ်မှုတ်တယ်ငွေစိတ်ကိုဆွဲချတယ်ပေတိမျက်လုံးပွင့်လာတော့ဆရာကြီးနှောအားတက်သွားတယ်ပုံကြီးကိုထမင်းနဲ့စားထက်ကြိုစမ်းကျင်းနဲ့စားရောကြိတ်စမ်းဟဲ့လင်းနေမြင့်ရသလောက်သွေးစမ်းများကျောက်ကဝါရက်သွားခိုးချေစမ်းထုံးနဲ့ရောရအောင်ဈေးကိုတစ်မျိုးပြီးတစ်မျိုးတိုက်တယ်ပါဇက်ကတွတ်ရွတ်တယ်ကောနာတန်ကုံဂေါနာကုံကတ္တဖဂေါရမအရိမရိယရှင်စောချွလောဝတ္တဝယောဘောဓိရှစ်တန်ဉာဏ်တော်၈ပါးအိုဖယားအိုတရားဥတန်ကအရေးတော်ကရွှေစင်အလားဥကောင်းတော်ကမြင့်မို့တောင်မျက်လုံးတော်ကပရမများတောင်ရှာတော်ကတန်လျက်ထားလျက်လက်မောင်းတော်နှစ်ဖက်ကစတန်စင်မြင့်အဆွဲဒီဖယားတကူတော်တရားတကူတော်တန်ဃာတကူတော်ထိုးထဲမဝင်ခုတ်လဲမရထိုးလဲမဝင်ခုတ်လဲမရဖမ်းလဲမမိပြစ်လဲမမှန်ခံလဲခံနိုင်စေသည်ဆရာကြီးနှောရဲ့ရွတ်တန်ဖတ်တန်မဆုံးခင်မှာပဲပေတိတယောက်ဆက်ဆန့်ကြီးအသက်ထွက်သွားခဲ့ပြီပေတိရဲ့လောင်းကိုငေးကြည့်ရင်ဆရာကြီးနှောကိုယ်တိုင်တောင်တန်တော်ဖြစ်လို့သူစိတ်ကုခဲတဲ့နှစ်ပေါင်းများစွာအတွက်မှာပေတိဟာကုလျက်တန်လန်းကပထမဆုံးသိဆုံးခဲ့တဲ့လူနာမဟုတ်လားပေတိဆုံးပြီးနောက်မှာတော့ဆရာကြီးနှောကိုရွာကတီတိုလောက်လာကြတယ်ဆရာကြီးနှောဟာအသက်ကြီးလာလို့ပဲညံနေလာတယ်လို့စေးပဲမလိုက်တော့တယ်လို့ပြောလာကြတယ်ပေတိနောက်ဆရာကြီးနှောကဲခဲတဲ့လူနာတွေထဲမှာခါတိုင်းလုံးအားလုံးအဖက်မတင်ပဲတယောက်စားနှစ်ယောက်စားဖိတ်စင်ကလေးတွေရှိလာတော့ရွာကအယုံကြီးနေသည့်ထက်နေလာခဲ့ကြတယ်ယောဂမို့နည်းနည်းကြီးတဲ့ချင်းဆရာကြီးနှောလက်မဲချင်ကြတော့ဘူးလဲပေါ်တီဗီမြို့ကိုတကူးတကတက်ကူကြတယ်အခုတော့လေဘိုးကုန်းရွာကလေးဟာကာလာနဲ့အရောက်အပေါက်တွေရှိလာခဲ့ကြပြီရွာတွေကလူရည်လေတွေဆက်ပြီးစီးပြီးမြို့ကိုထိုးပေါက်သွားကြလာကြတဲ့သူတွေများလာခဲ့ကြပြီရွာကကိုတောင်းဖိန်အစာရင်ယောဂနဲ့ဘိုက်ခွဲပြန်လာတဲ့နေ့ကဆရာကြီးနှောကလူငွေရလူမှာသွားမေ့ရှာတယ်ဘိုက်ကြီးပေါ်မှာကစ်ချင်များလို့ကက်လက်ဖြတ်ချိုးချောင်းကြီးကိုမြင်လိုက်ရတော့ဆရာကြီးနှောမှာအလန့်တကြားဖျားတောင်တမိတယ်နေ့ရက်3ရက်လောက်ကလည်းစားမွန်အိမ်မပြောဖြစ်ခဲ့ရသေးတယ်တရားလည်းအတော်ကြမိတာပါပဲလူတွေဤဘက်ကမွေးတဲ့အတိုင်းအကောင်းပကတိမဟုတ်ကြရှာတော့ပါကလားတချောင်းကလေးတွေဓာရှတာတောင်နာသေးတာသူခင်ဗျာဘိုက်ကြီးဓာနဲ့အခွဲခံရတယ်လို့အေးလေအသက်မသေးတာကောင်းပေါ့တတဝအပေါင်းကျမ်းပါပါစေချမ်းသာပါစေဆရာကြီးကမေတ္တာပွင့်ရင်ကသူ့အမေဘွားရှင်မြင့်ပြောသွားတဲ့စကားတွေကိုနားထဲပြန်ကြားရောက်နေမိတယ်ချစ်ကလူတွေကဖျားမှန်တရားမှန်သိကြတယ်အကျင့်သီလကောင်းကြတယ်ဂရိတ္တစာတီးကြတယ်တူကိုတူစေနာထောက်ထားတတ်ကြတယ်
ယောဂဝေဒနာများတစ္ဆာစေုံနဲ့ပျောက်ကင်းတယ်ဆိုတာကိုပါနောက်တစ်နောက်နေတော့ဆရာကြီးနှောစီလူနာတယောက်ရောက်လာတယ်အဲ့ဒီလူနာကတော့ပဲပွဲစားကိုဆန်အိုးပါညှို့တက်ပြီးကြိတ်ကူတာမရလို့ဆရာကြီးနှောစီရောက်လာတာပါလူလဲလူရုပ်မပြီးတော့ဘူးဆရာကြီးနှောတော့လူနာရဲ့ရုပ်နေရုပ်ထားကိုမနေကြီးဖမ်းယူရတယ်ရေဘော်ရေတင်ပြီးပါဆက်နှစ်ဆက်တွေကြကျင်တိုင်းကြနေတဲ့ဝချမ်းတစ်ချောင်းလိုကိုဆန်အိုးကိုဘာယောဂရဲ့လို့အမည်တက်ရမှန်းဆရာကြီးနှောမသိရှာဘူးကိုဆန်အိုးကတော့ချောင်းနေတဟိုးဆိုးဝမ်းနေတလောဟောသွားနဲ့အယိုးဘော်အရေးတင်ပိန်လာလိုက်တာပိန်နာလို့တော့အမည်တက်လို့ရကောင်းရဲ့မောင်ဆန်အိုးဆရာကြီးကိုဘယ်နဲ့မှမအောင်မိနဲ့မင်းဟောဆရာကြီးညံမမီဘူးကွဆရာကြီးတက်သမျှမှတ်သမျှကျန်းဆောင်အောင်ကြောက်ကြည့်ပြီးပါပြီမကုချင်လို့မဟုတ်ပါဘူးကွယ်ဆရာကြီးမကုတက်ယူအမှန်ပါဖျားတဲ့တန်ခါရန်နာ၃ပါးကိုသာစီးကပ်ကွယ်နော်ကိုဆန်အိုးရဲ့မျက်နှာလွှဲပြီးနောက်ပိုင်းဆရာကြီးနှောလဲစေးသိပ်မကုဖြစ်တော့ဘူးကြွားတောင်ဖျားကဖုံးကြောင်းမှာပဲနေရောညပါတရားအားထုတ်ရင်တတဝအပေါင်းကိုအဝေးကနေမေတ္တာပို့ရုံကလည်းလို့ဆရာကြီးဘာမှလည်းလုပ်တော့ဘူးယောဂတွေကဆန်းလာပြီမဟုတ်လားသူ့ဖို့ဆရာဆိုင်တို့တုံးကယောဂမျိုးတွေမဟုတ်တော့ဘူးသူ့အမေဘွားရှင်မြစ်တုံးကယောဂမျိုးတွေလည်းမဟုတ်တော့ဘူးလေဆရာကြီးတော့လေးလာတက်ကြမ်းလာတဲ့တက်ကြမ်းစေးကြမ်းတွေတဲ့မပါတဲ့ယောဂဆန်းတွေကိုလည်းသူလည်းဘာမှမသိတော့ဘူးမဟုတ်လားကိုဆန်အိုးမျိုးကကူးလာတဲ့ယောဂဆန်းကိုဘာမှမသိလို့ဆရာကြီးတော့လက်ဆောင်ခဲ့တာခက်ကောင်းကောင်းရဲ့ဒါဘလောက်နေတော့အဲ့ဒီပိန်နာနဲ့ကိုဆန်အိုးစုံသွားရှာတယ်ကိုဆန်အိုးမရှိတော့ပေမဲ့သူ့ဗီဒီယိုယုံကတော့ပြတော့ကိုဆန်အိုးလိုပဲပွဲစားနွားပွဲစားဆိုတဲ့ပွဲစားတွေလည်းဘုတ်ကုန်းမှာတေုံယုံရေမနီကုမ္ပဏီတွေမဲ့အခုလိုဘုတ်ကုန်းရွာကလေးရဲ့အထိထော်လာကြီးတွေတုံးဟုံးနဲ့ဝန်ထွက်သွားလာလို့ရနေပါပြီငကိုကဖုန်ထူတဲ့ရွာကလေးကတော့ဖုန်ခွေတွေအလုံးလုံးပေါ့အခုတော့ဆရာကြီးတော့ကိုယ်တိုင်တောင်ကွယ်လွန်ခဲ့တာကြာခဲ့ပါပြီလူကြီးနာပေါ့ကိုဆန်ဟုတ်အပါဝင်ရွာကလူတော်တော်များများတချိုင်တည်းရောက်နေကြတာများလာပေါ့ရင်ကပြင်းစရာကောင်းတယ်ဆိုတဲ့တချိုင်ကခုများအုပ်ကိုတဖွေးဖွေးနေပါဘောကုန်းရွာကလည်းစီကားလာတာကြာပါပြီဗီဒီယိုရုံတောင်လင်ကားရုံရှိနေပါပြီမြို့နယ်ရွာများအိမ်ဦးနဲ့ကြက်မြင်ကူးလူနေလိုက်ကြပုံများဝတ်တာစားတာကလည်းပြောင်းကုန်ပြီနေတာထိုင်တာကလည်းပြောင်းကုန်ပြီအတွေးခေါ်လည်းပြောင်းကုန်ပြီဘောကုန်းရွာမှာဆရာဆိုင်ဖားရှင်မြင့်ဆရာကြီးနှော့ရဲ့လို့လက်ထက်စင်ဆေးဆရာကြီးတွေရှိခဲ့ဘူးတဲ့ဆိုတော့ရွာကမေ့ကုန်ကြပါပြီတစ္ဆာကလေးနဲ့စေကူတဲ့ဆိုတာဒီခေတ်ယုံလောက်เสียမှမရှိတော့ပေခဲ့ဘူးအားလုံးကိုကျေးဇူးတင်ပါတယ်